အားလုံးပဲဒီဗီဒီယိုမှာကျတော့ကျွန်တော်ဒီ Binance Desktop ကိုဘယ်လိုမျိုးချက်တွေကိုကျွန်တော်တို့ပုံစံပြင်လဲ customize လုပ်လဲဆိုတာကိုပြောပြပေးမယ်။အဲ့တော့ကျွန်တော်တို့ account အရှိမဝင်ခဲ့သလိုပဲဖုန်းကနေဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ညာဘက်ဆိုမှာ3ခုရှိတယ် original trading view ရဲ့ dash ကအဲ့မှာ original အကြောင်းဆိုရင်သူကဒီမှာ Binance logo လေးနဲ့ဥစ္စာလေး original ချက်ဒီ trading view ကိုကျွန်တော်နောက်နေ့ကြလို့ရှိရင်နောက်ဗီဒီယိုမှာ trading view အကြောင်းပြောပြမယ်။အခု original မှာပြောမယ့်ဥစ္စာက Binance ကို customize လုပ်လို့ refresh လုပ်လိုက်လို့ရှိရင်ဒါသူ့ရဲ့ပုံမှန် original မြင်ရတဲ့ဥစ္စာအဲ့ဒီဥစ္စာကိုကျွန်တော်မကြိုက်ဘူးဒီနောက်မှာဒီမှာအတန်းနေနေဆိုတော့ကြည့်ရတာရှုပ်တယ်အဲဆို white click ထောက်ဖို့အောက်ဆုံးမှာရှိတဲ့ chat setting ဆိုတာကိုတစ်ချက်နှိပ်ပြီးရင်ဒီမှာ sample ကကြတော့ဒါကျွန်တော်တို့ကန်နယ်ပုံစံရွေးထားတာပေါ့နော်ဒီမှာ line chat ပြောင်းနေတယ်ဆိုဒီနောက်မှာ line chat တွေပြောင်းမယ် bar chat ပြောင်းနေတယ်ဆိုလို့ရှိရင်လည်း bar chat ပြောင်းမယ်ကျွန်တော်တို့ဒီမှာပြောင်းနေတဲ့ပုံစံကိုနောက်ကနေပြီးလိုက်ပြီးတော့ပြောင်းလို့ရတယ်ပေါ့နော်ပြီးရင်ကန်နယ်ကိုကျွန်တော်တို့ဒီမှာအစိမ်းအောင်အနီအောင်ထားကျင်တာရတယ်ကျွန်တော်တို့အပြာအယောင်ကြိုက်တယ်ဆိုလို့ရှိရင်လည်း Meta Trader 4အတိုင်းအပြာဖြူတွေထားလို့ရတယ်အနက်ရောင်တွေထားလို့ရတယ်ကျွန်တော်တို့ဒီမှာအယောင်ပြောင်းလို့ရတယ်အဲ့လောက်ကြီးမခက်ဘူးအဓိကနေမှာ background ပြောင်းမယ်ဆိုလို့ရှိရင်အခု background color ဒီအနောက်မှာအနက်ရောင်ဖြစ်နေတယ်ပေါ့နော်ကျွန်တော်ကအဲ့ဒါကိုတချို့ကြတော့အနက်ကမျက်စိအဆင်မပြေဘူးဆိုရင်အဖြူချောင်းပြောင်းကျင်တယ်ဆိုရင်နောက်မှာအဖြူရောင်လေးကိုနှိပ်လိုက်ပြီးရင်ကျွန်တော်တို့ဒီအောက်မှာ save cloud လေးရှိရဲအဲ့ save cloud လေးကိုနှိပ်လိုက်တကယ်မကြိုက်ဘူးအနက်ရောင်ပြန်ထားခြင်းနဲ့ဆိုရင်အနက်ရောင်ပြန်ထားလိုက်ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ vertical grid line နဲ့ horizontal grid line တွေရှိတယ် grid line တွေဆိုတာကြီးကျွန်တော်တို့အလျားနဲ့ down line တွေပေါ့နော်အဲ့ line တွေကကြည့်ရတာအဆင်မပြေဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီနောက်မှာအဲ့ line တွေကျွန်တော်တို့ဖြုတ်ထားလို့ရတယ်ဒီရှင်းနာမှာရှိတဲ့အမှန်ချက်လေးကိုဖြုတ်လိုက်အဲ့ဆိုလို့ရှိရင်ပျောက်သွားပြီပြီးရင်ကျွန်တော်တို့လိုချင်နေတာ save နှိပ်လိုက်အဲ့ဆိုရင်ဒီမှာချက်ကြည့်ပဲလုံးဝတီးတန်းပုံစံလေးမြင်ရမယ်ပေါ့နော်ဒါကကျွန်တော်တို့ဒီမှာရှိတဲ့ဥစ္စာကို customize လုပ်တဲ့နည်းပါနောက်ပြီးလို့ရှိရင်ကျွန်တော်နောက်ဗီဒီယိုမှာဒီပေါ်မှာရှိတဲ့ time frame တွေအကြောင်းတွေနဲ့ဒီမှာရှိတဲ့တန်တဲ့ဘေးပဲညာကဥစ္စာလေးတွေတူးချောင်းလေးတွေပြောပြမယ်စင်ဗီတာရှိလို့ရှိရင် comment မှာမှန်ခဲ့ပြီးကျင်တဲ့ဗီဒီယိုတွေရှိရဆိုလို့ရှိရင် comment မှာမှန်ခဲ့အားလုံးပဲကျေးဇူးတင်ပါတယ်